အားလုံးပဲမင်္ဂလာပါရှင် Read with me channel လေးမှကြိုဆိုပါရစေဒီ channel လေးကနေလူကြီးမိဘတို့နားတော်တာစဉ်အပန်းဖြေနိုင်ရန်အတွက်စိတ်ဝင်စားဖွယ်ကောင်းသောမြန်မာဝတ္ထုရှည်များဝတ္ထုတိုများနှင့်ကလေးဝတ္ထုကလေးများအားဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးမယ့်ဝတ္ထုတိုကလေးကတော့ဆရာသစ္စာနီးရေးသားထားသောကုံတိုင်ကြီးမှာလူပြောက်ချင်းဆိုသောကလေးဝတ္ထုများထဲမှမိုးကာအင်ကြီးဆိုသောဝတ္ထုတိုကလေးအားဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နားတော်တာစဉ်ပေးကြပါအောင်ရှင်။မိုးကာအင်ကြီးကြည်ဟန်မြင့်သည်သူ့အမေဝယ်ပေးသောမိုးကာအင်ကြီးအတစ်ကလေးအတွက်အင်မတန်မှဂုဏ်ယူနေသည်။သို့သောခက်တာကမိုးမရွာတဖြင့်ယခုထက်တိုင်းဝတ်ခွင့်မကြုံရသေးခြင်းဖြစ်ပါသည်။ကျောင်းတက်သောနေ့တွင်သူကမိုးကအင်ဂျီကိုဝတ်သွားရန်ပြင်ဆင်နေလေသည်။မိမိကျွန်တော်ဒီမိုးကအင်ဂျီလေးဝတ်သွားမယ်နော်။ဟဲ့ကောင်လေးနီယူနေလားဒီလောက်တောင်နေတာဝတ်မသွားနဲ့ဟုအမေကသားသည်။ဒါဆိုကျွန်တော်ကျောင်းကိုယူသွားမယ်။ညနေကျရင်တော့မိုးရွာခြင်းရွာမှာအမေကဘာမှမပြောတော့သို့တော့ကိုပစ္စည်းကိုဂယူးဆိုင်တော့ဟုမှားလိုက်သည်ကျောင်းရောက်သောအခါစာတင်ချိန်အတွင်းကြီးဟန်မြင့်သည်ပြတင်းပေါက်ကနေကောင်းငင်ကိုသာမိုးလေးများညိုလေးမလားဟုငေးမော့ကြည့်နေတဲ့ဖြင့်ဆရာမ၏အဆူခံလည်းထိလိုက်သေးသည်သို့တော့သူကန်ကောင်းပါသည်ကျောင်းလူချင်းရောက်သောအခါကောင်းကင်တွင်တောင်ဘက်အရက်ကလွင့်လာသောတိမ်ဆိုင်ညိုပြပြသုံးဆိုင်အားတွေ့လျက်သည်တဆိုင်ကတော်တော်ကြီးသည်ကောင်းတယ်မိုးရွာလိမ့်မယ်ထင်တယ်လမ်းမော်တွင်ပင်သူသည်မိုးကအင်ဂျီကလေးကိုထုတ်ဝေလိုက်သည်သူကျဉ်နှက်နေစဉ်သူ့ဘေးကိုသူတို့အတန်းထဲကတီရီဝေရောက်လာသည်သူ့ကိုကြည့်ကဟာကြည်ဟန်မြင့်နင်ယူနေလားမိုးမရွာပဲမိုးကအင်ဂျီဝတ်ထားလို့ပါလားဟာနင်ကလည်းမိုးကတော်တော်ကြာရွာချင်းရွာမှာဟာဩမရွာပါဘူးဆိုဟာတကယ်လားငါမနဲ့ကမိုးလေဝသသတင်းနားထောင်လာတာပဲဒါကြောင့်ငါတောင်ထိယူမလာဘူးဟာတီးဝေစကားကြောင့်ကြည်ဟန်မြင့်မှာဇဝေဇဝါဖြစ်သွားသည်သူတို့ရှင်လျှောက်လာရင်တီးဝေကနင်မိုးကအင်ကြီးဝတ်ထားရမအိုက်ဘူးလားမအိုက်ပါဘူးဟာမယုံငါဝတ်ကြည့်မယ်ဝတ်ကြည့်ပါဆိုမအိုက်ဘူးကြည်ဟန်မြင့်ကမိုးကအင်ဂျီကိုချွတ်ပေးလိုက်သည်တီရီဝေကဝတ်ကြည့်၏ဟဲ့ကြည်စမ်းငါနဲ့အတော်ပဲဘလို့လဲကြည့်ကောင်းတယ်မို့လားဒီမိုးကလှတယ်ဟာဒီတော့ဘသူဝကြည့်ကောင်းမှာပေါ့တီရီဝေကငါဟိုလမ်းတောက်လောက်ကလေးထိတွားလမ်းလျှောက်ကြည့်မယ်နော်နင်ဒီကစောင့်နေနော်နင်ပြန်လာမှာမို့လားပြန်လာမှာပေါ့မယုံရင်ဟော့ဒီငါရဲ့မုံထုတ်ကလေးယူထားလိုက်လေယူရီးယားကျက်ဥမြေပဲလို့မုံထုတ်ကလေးကိုကြည်ဟန်မြင့်ထန်ပေးရင်ပြောသည်မုံထုတ်မှာတီရီဝေဖောက်စားထားတဲ့ဖြင့်အနှဲငယ်တာကြံတော့သည်ကြည်ဟန်မြင့်ကနင့်ကိုစောင့်နေငါ၌စားလို့ရမလားယင်စားပေါ့ငါကဒီလောက်မတွန့်တိုပါဘူးနင်ကတောင်နင့်အင်ကြီးပေးဝတ်ထားသေးတာပဲတီရီဝေကမိုးကအင်ကြီးကလေးဝတ်ကအေးလူလမ်းလျှောက်သွားသည်ကြည်ဟန်မြင့်မှာကျက်ဥမြေပဲတို့ကိုနှိုက်ဆိုင်ရင်ကြည်နေခဲ့သည်ခလန်းလန်းတောင်ချိုးသို့ရောက်သောအခါအကွေ့သို့ဝင်ရောက်၍တီရီဝေမှာပျောက်ကွယ်သွားသည်ကြည်ဟန်မြင့်မှာအတော်ကြာအောင်စောင့်စားနေခဲ့တော်လဲတီရီဝေကမူပြန်ပေါ်မလားထိုအခိုက်မှာပင်ကောင်းကင်မှမိုးပေါက်ကလေးများစတင်ကျဆင်းလာခဲ့တော့သည်ဟိုက်မိုးရွာပြီအလန့်တကြားရေရွတ်ကာကြည်ဟန်မြင့်မှာတိုက်ဤဒေါင်ချိုးတနေရာသို့ပြေး၍ကြည့်လိုက်သည်တီရီဝေသည်သူ့မိုးကာကလေးကိုဝစ်ခါစိုက်ကားတစ်စီးပေါ်တွင်ပါသွားသည်ကိုခက်လန်းလန်းမှမြင်လိုက်ရသည်သွားပြီဒီကောင်မလေးမိုးရွာမှာတိလို့ငါ့ကိုမလိမ့်တပတ်လုပ်ပြီးမိုးကအင်ကြီးညာဝက်သွားပြီငါခံလိုက်ရပြီမိုးကတဲလာတဖြင့်သူသည်မိုးခွန်ရန်အနီးရှိဘတ်စကားမှတ်တိုင်၏အမိုးအောက်သို့ပြေးဝင်ခဲ့ရသည်ထိုနေ့တွင်မိုးကတော်တော်နှင့်မတိတ်သူသည်ဘတ်စကားမှတ်တိုင်တွင်
အချိန်တော်တော်ကြာအောင်မိုးခိုနေခဲ့ရသည်သူထမင်းအတော်စာနေသည်တီရီဝေထားပြစ်ခဲ့သောကြက်ဥမြေပဲတုတ်ကလေးမှလည်းကုံသွားလေပြီနောက်ဆုံးမိုးလုံးဝဆဲသွားအောင်မဆောက်နိုင်တော့တဖြင့်မိုးလေးတစ်ဖွဲဖွဲမှပင်အိမ်တို့ပြန်လာခဲ့ရတော့သည်သူ၏ခြေလမ်းတွေမှာအလွန်ပင်လေးလံနေသည်စိတ်တွေမှာလည်းလေးလံထိုင်းမိုက်နေသည်သူ့အမေကဘာကြောင့်အိမ်ပြန်နောက်ကြတာလဲမိုးရီတဲ့ဘာကြောင့်ဒီအတိုင်းပြန်လာတာလဲမိုးကအင်ကြီးဘယ်ရောက်သွားတယ်လဲလို့မေးရင်သူ့မှာဘလို့ဖြစ်ရမလဲသို့တော့အိမ်ပြန်ရောက်တော့အခါသူ့အနေမခက်တော့အမေကသူ့ကိုပြုံးရှင်စွာကြိုဆိုနေသည်တားချမ်းသာသလားအင်ကြီးတွေလဲလိုက်နော်ရေစင်အောင်လဲတုတ်လိုက်အမေကော်ဖီလေးတစ်ခွက်ဖြော်ထားလိုက်မယ်နော်သူအဝယ်စားလဲပြီးတော့အခါတားရီကော်ဖီပူပူလေးအရင်တောက်လိုက်ကိတ်မုံလဲစားလိုက်နော်ဟုပြောသည်သူ့မှာမလုံမလဲတော့အမှုအရာဖြင့်အမီကျွန်တော်လီမိုးကအင်ဂျီလေးကသူ့အမေမှာသူ့စကားမဆုံးခင်လက်ကားပြလိုက်သည်ဘာမှမပြောနဲ့တော့တာမင်းပြအကုန်လုံးသိပြီးပြီခုနကတီတီဝေနဲ့သူ့အမေလာပြီးတော့မိုးကအင်ဂျီကလေးပြန်ပေးရင်းနဲ့တားကိုမစူဖို့တောင်းပန်သွားတယ်တီတီဝေကနေမကောင်းဖြစ်ပြီးကြောင်းပြန်တထားတာမကြသေးဘူးသူမိုးမိပြီးဖျားမှာဆိုလို့တားကမိုးကအင်ဂျီကလေးငှားလိုက်တယ်လို့ပြောပြတယ်ကျောင်းသူကျောင်းသားအချင်းချင်းဒီလိုညတာတယ်ဆိုတာစိတ်ကောင်းတစ်မျိုးပဲတားရဲ့ဟောဒီကိတ်မုံကတားအတွက်တူတူကလက်ဆောင်ပေးသွားကြတာအမေစကားတွေကြတော့မှသူ့ရင်ထဲကအလုံးကြီးကျသွားတော့သည်သူသည်မိုးကအင်ဂျီကလေးကိုပြေးယူကြည့်မိသည်မိုးကအင်ဂျီကလေးကိုတေတေတက်တက်နှင့်ခောက်၍ထား၏သူမဝစ်လိုက်ရတော့လဲသူ့တငယ်ချင်းအားကူညီလိုက်ရသဖြင့်သူပျော်၍နေပါသည်နာတော်တာစီပြီးကြတော့တူတယောက်ချီစီတိုင်းအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။တာယာအေးချမ်းသောနေ့တစ်ကလေးများအားပိုင်ဆိုင်နိုင်ကြပါစေရှင်။